Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်စစ်ကထမင်းအရမ်းမြိန်မဲ့ပဲပင်ခြင်းနဲ့ဝက်သားနဲ့ချက်ပြီးစားမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်စစ်ဈေးရဝယ်လာတဲ့ဝက်သားကိုအခုလိုမျိုးစားရရှာလကရေလေးရနဲ့အတူတန့်စင်အောင်စိတ်ထားပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်စစ်တို့ဝက်သားအတုံးအကြီးကြီးချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အရသာစိတ်မီဝင်ရအခုလိုမျိုးခင်းလေးနဲ့ထောက်ပေးလိုက်မယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်စစ်တို့ဒီဝက်သားကိုရသာနှက်ဖို့အတွက်စနုံးမုံရဲ့အယောင်တင်မုံရဲ့ပြီးရင်စားအချိုမုံပဲငံပြာရည်ငံပြာရည်ပြီးရင်ဂျင်းကျက်သွန်မြူထောင်းထားရတဲ့အတူပေါ့နော်အရသာနှက်ပြီးတော့နှက်ထားပေးလိုက်ပါမယ်နှက်တဲ့နေရာမှာတော့နည်းနည်းလေးကြာကြာလေးနှက်နိုင်ပို့ပြီးကောင်းပါတယ်ကဲဒါကတော့ကျွန်တော်တွဲပြီးချက်မဲ့ပဲကြည့်ချင်းလေးတွေကိုအခုလိုမျိုးလေးရင်းနဲ့တန့်ကြအောင်ဆေးထားလိုက်ပါမယ်စပြီးချက်ဖို့အတွက်ဒဲတဲကိုကျွန်တော်စီထည့်ပြီးတော့ကြတော့ကျက်သွန်နီပါပါလီထားလေးတွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်ပြီးတော့ရင်အရသာနှက်ထားတဲ့ဝက်သားကိုထည့်ပေးပါမယ်ဝက်သားထည့်ပြီးရင်တော့ကျွန်တော်တို့ပထမဦးဆုံးဝက်ရည်ခန်းသွားသည့်အထီကိုအရင်ဆုံးလုံးပေးလိုက်မယ်ပေါ့နော်ဝဲရခံပြီးတော့ကြတော့စီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရင်သွေးထည့်ပေးပါမယ်ရင်သွေးကတော့ဝက်သားကျက်သွားလောက်တဲ့အနေထားကိုမှန်ပြီးထည့်လို့ရပါတယ်ဝက်သားဤပြီးတော့ကျွန်တော်တို့အခုလိုစီပေါက်လာတဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ရှင်းမှာတန့်စင်ထားတဲ့ပဲတီချင်လေးတွေကိုထည့်ပေးလိုက်မယ်ပေါ့နော်ဝက်သားကတော့ကျွန်တော်တို့ပဲတီချင်နဲ့လည်းချက်စားကြရဲတချို့ဆိုလို့ရှိရင်လည်းတရက်ချင်နဲ့လည်းချက်စားကြတယ်ပေါ့နော်ကဲအခုလိုမျိုးပဲတီချင်လေးထည့်ပြီးပြီဆိုလို့ရှိရင်တော့ဝက်သားနဲ့နှံ့သွားအောင်အားလုံးတေချာလေးလုံးပေးလိုက်ပါမယ်ပြီးရင်တော့ဝက်သားတွေကိုပဲတီချင်ရတာလေးစိတ်ဝင်သွားအောင်ပေါ့နော်ရေလေးလေးနဲ့ငယ်ထည့်ပြီးတော့ကြတော့လုံးပေးလိုက်ပါမယ်ကဲနောက်ဆုံးစီပြန်လာပြီးတော့ကြတော့ကျွန်တော်တို့ဝက်သားလဲနူးဤသွားရဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ဒါဝက်သားနဲ့ပဲတီချင်နဲ့ဟင်းလေးတစ်ခွက်ရပါပြီ